ကာယကရာတတိအကြောင်းကိုစပြောမယ်ဆိုလို့ရှိရင်ဥပရိပန္နာတပါဠိတော်မှာကာယကရာတတိတုတ်တန်ဆိုတာရှိတယ်အဲ့တော့အဲ့ဒီထဲမှာကာယကရာတတိကိုပွားများရင်အကျိုးကျေးဇူးတွေဘယ်လောက်များလဲဆိုတဲ့အကြောင်းကိုဟောထားတာဖြစ်တယ်ပေါ့နော်ဒီတုတ်တန်ရဲ့အစမှာတော့ခါတစ်ပါးမှာပေါ့နော်တစ်ချိန်မှာယဟန်နေစုပြီးတော့ငါရှင်တို့ကာယကရာတတိကိုပွားများရင်အလွန်တရာမှအကျိုးကျေးဇူးများတယ်လို့ဘုရားရှင်ကဟောထားတာအမတန်မှန်တာပဲလို့ချီးကျူးနေတော့ဘုရားကကြွလာတယ်ကြွလာတဲ့ခါကျတော့ဘုရားယဟန်တို့ရှေ့မှာဘာတွေပြောနေလဲပေါ့ဘုရားမေးတဲ့ခါကျတော့ဒီကာယကရာတတိကိုပွားများလို့အမတန်ကျိုးကျေးဇူးများကြောင်းပြောနေကြတာပါလို့ပြောတော့ဟုတ်ပါတယ်တဲ့ကာယကရာတတိကိုပွားများတာအမတန်မှအကျိုးကျေးဇူးများတယ်အဲ့တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဒီကာယကရာတတိကိုဘယ်လိုကြိုးစားအထောက်ရတယ်ဆိုတာနဲ့ဘယ်လိုဆိုတာနဲ့အတိတ်ပဲရဲ့ပွားများရင်ဘယ်လိုအကျိုးကျေးဇူးတွေရလဲဆိုတာကိုဒီမှာယဟန်နေကိုဟောကြားတော်မူခဲ့တယ်အဲ့တော့ဒီနေ့ပြောမှာကာယကရာတတိအကြောင်းဆိုတော့ကာယကရာတတိရဲ့အတိတ်ပဲလေးကိုအရင်ရှင်းပြရမှာပေါ့နော်တတိဆိုတာတဲ့ခန္ဓာကိုယ်ကြီးရဲ့ရုပ်အပေါင်းအစုပေါ်မှာအောက်မေ့တတိရနေတာလို့ခေါ်ပါတယ်ကာယကရာဆိုတာကြတော့ဖောက်ပြန်တတ်တဲ့ရုပ်တဘာဝတွေစုနေတဲ့အစုအဝေးအဲ့တော့ကာယကရာတတိဆိုတာဖောက်ပြန်တတ်တဲ့ရုပ်တဘာဝတွေစုဝေးနေတဲ့ရုပ်အပေါင်းစုကြီးရဲ့အပေါ်မှာအောက်မေ့တတိရနေတဲ့တတိမျိုးကိုဆိုလိုတာဖြစ်ပါတယ်ရှင်